1990လောက်ကမှမိန်းမတွေကိုအကြမ်းဖက်မှုပြပျောက်ဖို့အတီလင်းဆော်ခဲ့ကြတာဆိုတော့လူအဖွဲ့အစည်းကယဉ်ကျေးဖို့စတင်တာမကြသေးဘူးလို့တောင်ဆိုနိုင်ပါတယ်လူအဖွဲ့အစည်းရဲ့ဖွံ့ဖြိုးတိုးတက်မှုယဉ်ကျေးမှုရေးရာကိစ္စတွေအားလုံးမိန်းမတွေနဲ့လည်းအကျုံးဝင်တယ်အိမ်တွင်းစီးပွားရေးအစမိန်းမတွေကယောက်ျားတွေနဲ့တန်းတန်းရှိပုံကိုမြင်အောင်သိကြဖို့လိုအပ်နေပါသေးတယ်ဒါကြောင့်မျိုးသမီးတွေကိုအဓိကဖိနှိပ်တဲ့အာဏာ၄ခုရှိတယ်လို့ပညာရှင်တွေကထောက်ပြကြပါတယ်အဲ့ဒီထဲမှာအိမ်ဦးနတ်လို့ပါစားပေးကြတဲ့လင်သားအာဏာရဲ့ဖိနှိပ်မှုဒလိအာဏာရဲ့ဖိနှိပ်မှုနဗယာဘိုးတော်အာဏာနိုင်ငံရေးအာဏာစတာတွေလို့ဆိုပါတယ်တေချာစဉ်းစားကြည့်ရင်ဒီအာဏာအများစုကိုအသုံးချနေတာကယောက်ျားအများစုဖြစ်နေတာကိုတွေ့ရမှာပါကိုယ်တိုင်ကအထီးအနေနဲ့လူဖြစ်နေတာဆိုတော့ဒါတွေကိုကိုယ့်လိုပိုင်ခွင့်လို့ပဲထင်နေခဲ့တဲ့စိတ်တွေကိုရှော့ချဖျောက်ဖျက်ပြီးဖို့မိုင်းတို့ကြိုးစားကြရမှာဖြစ်ပါတယ်ကြုံလုံးပြောရရင်သားသမီးရဲ့အမွေကိုကိုယ်ပိုင်းစိတ်ပိုင်းနှိပ်စက်တာကလည်းအကြမ်းဖက်မှုပါပဲဘာမှမိခင်မြတ်တာဆိုပြီးတဘောအလုံးနင်မွန်းနေစရာမလိုပါဘူးညံတမုံထစေချင်ပါတယ်ကိုယ်တိုင်လောက်ကင်နိုင်တဲ့အခြေအနေရှိပါလေရဲ့ဤသားစုအခြေခံတာဝန်တွေကအစအမေတွေကိုခိုင်းနေတာဟာအကြမ်းဖက်မှုလို့ဆိုချင်ပါတယ်